ယော်နယ်ရိုဟာတကယ့်ကိုစိတ်ပုတ်တဲ့သူတယောက်ပါသူဟာအပြစ်မဲ့တဲ့ကောင်လေးတယောက်ပေါ်လှုပ်ခဲ့တဲ့လုပ်ရက်ကတင့်ကိုတကယ့်ကိုစိတ်မကောင်းဖြစ်စေမှာပါ2020ခုနှစ်တုန်းကယော်နယ်ရိုရဲ့အသင်းဟာဘိုလူပွဲမှာရှုံးနေပြီးပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်အဲ့ဒီအချိန်မှာယော်နယ်ရိုဟာအရန်ကိုဒေါသထွက်နေခဲ့တာပါသူအဝတ်လေခန်းစီကိုရှောက်သွားနေတော့မှကောင်လေးတယောက်ကသူ့ကိုတပ်ပုံရိုက်ဖို့စူးစမ်းခဲ့ပေမဲ့ယော်နယ်ရိုကအဲ့ဒီကောင်လေးရဲ့လက်ထဲကဖုန်းကိုအားနဲ့ရိုက်ချပစ်လိုက်ပါတယ်နောက်ပိုင်းမှာတော့အဲ့ဒီကောင်လေးရဲ့မိခင်ကဖုန်းခွဲသွားတာနဲ့ကောင်လေးရဲ့လက်ထိခိုက်လို့ရောင်နေတဲ့ပုံတွေကို Facebook ပေါ်မှာတင်ခဲ့ပါတယ်သူမကယော်နယ်ရိုဟာတကယ့်ကိုစရိုက်မကောင်းတဲ့သူလို့လည်းရေးသားခဲ့တာပါဒီ post ဟာ online ပေါ်မှာချက်ချင်းပြန့်နှံ့သွားခဲ့ပါတယ်ယော်နယ်ရိုဟာဒါကိုမြင်လိုက်ရတဲ့အခါကောင်လေးအတွက်တကယ်ပဲစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်သူဟာအရေးကြီးတဲ့ပွဲမှာရှုံးနေခဲ့လို့ဒေါသကိုမထိန်နိုင်ဖြစ်သွားရတာဖြစ်ပြီးတမင်ရွယ်ပြီးလှုပ်ခဲ့တာမဟုတ်ကြောင်းရှင်းပြခဲ့ပါတယ်ယော်နယ်ရိုကအဲ့ဒီကောင်လေးနဲ့သူ့မိခင်ကိုသူ့အိမ်မှာညစာတူစားဖို့ဖိတ်ကြားပြီးတောင်းပန်ခဲ့တယ်လို့ဖုန်းတစ်လုံးလည်းဝယ်ပေးချင်ခဲ့ပါတယ်ဒါပေမဲ့ကောင်လေးရဲ့မိခင်ကတော့ဒီဖိတ်ကြားချက်ကိုညှင်းပယ်ခဲ့ပါတယ်ဒါနဲ့တင်ယော်နယ်ရိုဟာအချစ်မကောင်းတဲ့လူတစ်ယောက်လို့ထင်ပါသလားတကယ်လို့တင်ဟာယော်နယ်ရိုရဲ့ပြိတ္တတယောက်ဆိုရင်တော့အသေးလေးပေးပြီးကွန်မန့်မှာ CR7 လို့ရေးပေးခဲ့ပါအောင်ဘောလုံးဝါသနာရှင်တယောက်ဆိုရင်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောက်ခဲ့တဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ထားကြပါအောင်နော်